ပြင်သောဝိကိငါဟုဖြစ်တဲ့အငယ်ဆုံးယဟန်နာစီကနေနိုင်ကြီးညိုရင်းနဲ့သူတို့ဟာဗုဒ္ဓရဲ့တရားတော်တွေကိုစီကပ်ခွင့်ရပြီးတဲ့နောက်ပိုင်းမှာဣတတဲ့ဘွယ်လူတွေရပြီးတော့တာဝကကြီးနှုတ်အဖြစ်ယက်ဒီခဲ့လာရာကနေပြန်ဆွဲမယ်ဒီနေ့တော့ညီကိုမောင်နှမဘယ်ရောက်ရှိကြတာလဲနေရတယောက်ကတရားသူတရားမြတ်တွေ့သွားပြီးရသွားပြီးတဲ့နောက်မှာကြံခဲ့တဲ့မောင်နှမဘယ်ရောက်ရှိမလဲ6ယောက်အဲ့ဒီ6ယောက်ကိုတဲ့တယောက်ချင်းစီအယူဝါဒအားဖြင့်မိစ္ဆာဒိဋ္ဌိအယူဝါဒမဖြစ်အောင်တရားဟောတယ်တိမ့်သွင်းတယ်တဲ့ရှင်သာရိပုတ္တရာဥပဒေကခုနပြောခဲ့တဲ့ရေဝတ္တတို့သုံနာတို့သာလာတို့ဥပဒါလာတို့တိတုပဒါလာတို့ဒီညီကိုမောင်နှမ6ယောက်ကိုဒီအိမ်မှာကြံခဲ့တဲ့ညီကိုမောင်နှမ6ယောက်ကိုလာပြီးတော့တရားဟောခြင်းဖြင့်တယောက်ပြီးတယောက်သာသနာတော်ကိုတုတ်ဝင်ယုံကြည်ပြီးတော့ဗုဒ္ဓဘာသာအစစ်ဖြစ်ပြီးတော့သာသနာပေါင်းဝင်သွားကြတယ်တဲ့6ယောက်အားလုံးပေါင်းမောင်နှမအားလုံး9ယောက်ရောဗာဖြစ်သွားပြီလေဗုဒ္ဓဘာသာဖြစ်သွားပြီလူကြံခဲ့တဲ့မေးရင်ရူပသာရီပုံလေးမှာကြီးကြံနေတော့မယ်တဲ့သူပြရတော့သိသွားတယ်ရူပသာရီပုံလေးမှာကြီးကြံတဲ့အခါရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကဒေသဇာတိတွားကြည့်တဲ့လေရင်းနဲ့သူ့ရဲ့ညီကိုမောင်နှမတွေကိုလည်းပဲဘုရားဘာသာအဖြစ်ကိုသိသွင်းပြီးတော့သာသနာပေါင်းသွင်းပြီးတဲ့နောက်မှာကျွတ်တဲ့သူတွေဝိညာဉ်တတ္တဝါတွေလိုက်ပြီးတော့တရားဟောရင်းကနေပြီးတော့နောက်ဆုံးပရိနိဗ္ဗာန်ပြုကာနီးမှာတဲ့အဲ့တော့မြတ်စွာဘုရားရှင်ကဇေတုံအကြောင်းတာဝိဋ္ဌိကိုရောက်ပြီအဲ့ဒီတာဝိဋ္ဌိမှာမြတ်စွာဘုရားနဲ့ရှင်သာရိပုတ္တရာကိုယ်တော်မြတ်သတင်း300ကနေပြီးတော့ဒီနေရာမှာဒီအိမ်ကြီးဟာမှာခြံခဲ့တဲ့သူ့ရဲ့ပုံလေးမှာကြီးကိုလာရောက်ပြီးတော့တရားဟောကြားဖို့ရာအချိန်ကျလာပြီဆိုတာနဲ့ရသော်ဘုရားကိုခွင့်တောင်းပြီးတော့တပည့်တော်ခန္ဓာဝင်ချဖို့အချိန်ကျပြီဆိုတဲ့အတွက်ကြောင့်တပည့်တော်ကိုခွင့်ပြုတော်မူပါဗျာလို့သာဝေကြီးဒီဇေတုံမှာသတင်းသုံးနေတဲ့မြတ်စွာဘုရားကိုခွင့်ပန်ပြီးတော့ဒေသဇာတိတွက်ကြည့်တဲ့ဒီနေရာနဲ့ပြန်လာတာသူ့မိရှိတဲ့နေရာဒီနေရာကိုပြန်လာတယ်သူ့မိကိုတရားဟောဖို့ရာအတွက်ကြိုးစားတဲ့အခါမှာသူဟာယောဂဆွက်ကပ်ပြီးတော့နာမကျန်းဖြစ်နေပြီတဲ့ရှင်သာရိပုတ္တရာကအဲ့တော့နာမကျန်းဖြစ်တဲ့သားတစ်ယောက်ကမိခင်ရင်ခွင်ကိုပြန်လဲခိုးလုံတဲ့အခါမှာဘယ်မိခွင်မှညင်းမထုတ်ဘူးမိဘရဲ့မေတ္တာတရားကြီးမားစွာဖြင့်သာဖြစ်တဲ့ရှင်သာရိပုတ္တရာကိုဒီအိမ်ကြီးမှာတိုက်ခန်းတွင်မှာထားပြီးတော့ပြုစုလုပ်ကြတဲ့အချိန်မှာနောက်ဆုံးအချိန်ဖြစ်တာနဲ့ညီရှင်သာရိပုတ္တရာရဲ့ဂုဏ်တော်တွေကိုအာယုံပြုပြီးတော့နမင်းကြီးလေးပါလာတယ်အယောင်တဝင်းဝင်းတကူတော်ဖြာဖြာနဲ့လာရောက်ပြီးတော့ပူဇော်ကြတဲ့အချင်းရာတွေအမိဖြစ်တဲ့ရူပသာရီပုံလေးမှာကြီးကမြင်နေရတယ်တွေ့နေရတယ်အဲ့တော့ဗုဒ္ဓဘုရားနဲ့အပြိုင်ရှိတဲ့အယူဝါဒဗြဟ္မဏဝါဒအကြီးဆိုးတဲ့အဲ့ချိန်အဲ့တော့ကဗြဟ္မဏဝါဒကြီးဆိုးတဲ့အတွက်ကြောင့်ရူပသာရီပုံလေးမှာကြီးရတယ်ဗြဟ္မဏဝါဒယူရှိနေတယ်တဲ့ဗုဒ္ဓယူဝါဒမဟုတ်ဘူးအဲ့တော့နမင်းကြီးတွေကလာရောက်ပြီးတော့ပူဇော်တယ်နောက်ဆုံးချိန်ဖြစ်တဲ့ရှင်သာရိပုတ္တရာအဲ့ဒီချိန်မှာလည်းပဲမိခင်ကြီးကကြည်ပေးပြီးတော့ကြည်ပဲကြည်နေတယ်မိတယ်ဒီလောက်ဝင်တောက်ပြောင်းနဲ့ကိုရောင်ကိုတောက်ပစွာဖြင့်လာရောက်ပြီးတော့ငါသားစီခါစားကြတာဘူးဒီလိုဆိုတော့နမင်းကြီးလေးပါပြီးတော့ရှင်းပြတယ်အဲ့ဒီချိန်မှာသူသားအပေါ်မှာအထင်ကြီးလေးစားတဲ့စိတ်ကူးစိတ်ဉာဏ်တွေပေါ်လာပြီးတော့စိတ်ဝင်စားမှုပြုလာတဲ့အချိန်မှာပဲဒုတိယပြုလာပြီးတော့ပူဇော်တဲ့မေးရင်ဓမ္မကြီးကိုလည်းလာပူဇော်တယ်တဲ့ရှင်သာရိပုတ္တရာဒီနေရာမှာရှင်သာရိပုတ္တရာနောက်ဆုံးပြိနိဗ္ဗာန်ပြုလာတဲ့နေ့နမင်းကြီးလေးပါလာတဲ့ဒုတိယဓမ္မကြီးကိုလည်းလာတဲ့အခါမှာရူပသာရီပုံလေးမှာကြီးကအံ့ဩမှုအပြည့်နဲ့မြင်သက်ပြီးတော့ဖူးမြော်ကြည်ညိုနေမိတယ်တဲ့ဓမ္မကြီးကိုအဲ့တော့ဓမ္မကြီးတို့လာပူခြင်းနမင်းကြီးတွေပါတော့လာရောက်ပြီးတော့ပူဇော်ခြင်းဟာတခြားကြောင့်တော့မဟုတ်ဘူးရူပသာရီပုံလေးမှာကြီးကျွတ်တန်းဝင်ခြင်းတန်တဲ့အတွက်ကြောင့်မို့အကြောင်းနဲ့အကျိုးဆက်ဆက်ပြီးတွေးတဲ့အခါမှာရူပသာရီပုံလေးမှာကြီးကျွတ်တန်းဝင်ခြင်းအကြောင်းတရားကိုဖြစ်စီလိုတဲ့ကိုရောတောက်ပစွာဖြင့်နမင်းကြီးတွေပါလာရောက်ပူဇော်ခြင်း
အကြောင်းကျိုးဆက်ဆက်မှုတွေဖြစ်ပေါ်တယ်ဖြစ်နေခဲ့တယ်ဖြစ်လာတယ်ဆိုတာပြောနားလည်ရမယ်အဲ့တော့အကျဉ်းဆုံးပြောပါဆိုလို့ရှိရင်ယာမမင်းကြီးလာရောက်ပူဇော်ခြင်းကိုရူပတာရီပုံလေးမှာကြည်မြင်တဲ့အခါမှာအောမှုနဲ့ငဲတက်ပြီးတော့ယာမကြီးကပြန်ကြွသွားတဲ့အခါမှာသူသားယဟန်ကိုလာရောက်ပြီးတော့မင်းတဲ့အခါမှာငါသားကအဲ့ဒီယာမတွေနမင်းကြီးတွေတက်ပို့ပြီးတော့ဘုံလကူကြီးလို့လားဆိုတာမျိုးကိုမိတဲ့အခါမှာရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကဒီအချိန်ဒီသားလေးမိခင်ကြီးကိုတရားဟောဖို့အချိန်ကောင်းဆုံးအချိန်ဖြစ်တယ်ဆိုတာမျိုးကိုနှလုံးသွင်းပြီးတော့ဒီနေရာကပိုင်းရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကရူပတာရီပုံလေးမှာကြီးကိုတရားဟောတော်မူရင်းနဲ့မိစ္ဆာဒိဋ္ဌိယူဝါဒကနေတမာဒိဋ္ဌိဖြစ်လာအောင်ပြုပြင်ပြီးတော့သိမ့်သွင်းခဲ့တဲ့နေရာဒီနေရာပဲအဲ့တော့ဇီဒီတည်ထားတဲ့နေရာဒီထဲမှာရှိတယ်အဲ့တော့ညီကိုမောင်နှမတွေကိုလည်းပဲသာသနာပေါင်းကိုဝင်လာအောင်အကိုကြီးတယောက်အနေနဲ့ပြုစုဆောင်ရှောက်နီးပြပေးတဲ့ရှင်သာရိပုတ္တရာဥပဒိတာကြီးနောက်ဆုံးဒီနေရာမှာပြိဋိဘံပြုတယ်လို့နားလည်ရအဲ့တော့ရူပတာရီပုံလေးမှလည်းပဲဒီနေရာမှာကျွတ်တန်းဝင်ပြီးတော့ဗုဒ္ဓဘာသာအဖြစ်ကိုရောက်ရင်းနဲ့ပဲဒီနေရာမှာအောင်းချပြီးတော့ပြိဋိခန္ဓာဝင်ချသွားတယ်ဆိုတာလည်းတစ်ဆယ်တည်းမှတ်သားရမယ်တဲ့အဲ့တော့ဒီနေရာမှာပြိဋိဘံပြုတယ်ဒီနေရာမှာမွေးတဲ့အတွက်ကြောင့်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးရဲ့ရထားတဲ့ဉာဏ်တော်တွေကိုအာရုံပြုပြီးတော့ပညာရာမှာဣတရေရတော်မူတဲ့အတွက်ကြောင့်ပညာတွေဖြန့်ဝေပေးရဒီနေရာဖြစ်တယ်ပညာတွေပြီးတဲ့နေရာဒီနေရာပါဆိုတာမျိုးကိုအများနားလည်အောင်နာလန္ဒာဆိုပြီးတော့နာမည်အားဖြင့်မှတ်သားတဲ့ဒါဦးနာလန္ဒာအဟောင်းဒါနာလန္ဒာအဟောင်းဦးဇင်းတို့တောင်းသားတွေတောင်းတက်နေတာကဒီမြို့ရဲ့ဟိုးပဲတောင်ဆုံးမှာရှိတဲ့နာလန္ဒာတက္ကသိုလ်အသစ်ဆိုတာရှိတယ်တောင်းသားတွေနေတဲ့နေရာအဲ့ဒီနေရာတော့မရောက်တော့ဘူးအဓိကဒီနေရာကိုနားလည်ပြီးတော့အာယုံပြုပြီးတော့ရှင်သာရိပုတ္တရာရဲ့ဂုဏ်တွေကိုအာယုံပြုဖို့လိုတယ်။ဒါနဲ့တစ်စက်တည်းမှတ်သားဖို့ရကဒီလောက်ကြီးကျယ်ပြီးတော့မှမြင့်မြတ်လာတဲ့တက္ကသိုလ်ကြီးကိုနိုင်ငံရေးပြိပခါတွေကြားမှာကစားကအဖြစ်ဖြစ်စည်းခြင်းခံခဲ့ရတယ်ဆိုတာကိုလည်းမှတ်သားရမယ်။ဒါကသူ့ရဲ့ပျက်စီးခြင်းတန်လို့ပျက်စီးရဆိုတာတဲ့ပျက်စီးခြင်းခံရလို့ပျက်စီးသွားတယ်ဆိုတာကိုလည်းပဲတစ်စက်တည်းမှတ်ရမယ်တဲ့။သူ့လိုပြက်လာလားဆိုမဟုတ်ဘူးဗျာ။သူများပြက်လို့ပြက်တာသူများမီးရှို့လို့ပျက်စီးသွားတာတဲ့။အဲ့တော့နိုင်ငံရေးပယောဂကြောင့်သူ့အလိုလိုနေတဲ့အရာတွေဟာလည်းပဲပျက်စီးခြင်းတန်လို့မဟုတ်ဘဲနဲ့ပျက်စီးခြင်းခံရလို့ပျက်စီးနိုင်တယ်ဆိုတာကိုလည်းပဲဒီနေရာကပြီးတဲ့သင်္ကန်းစာယူလို့ရတယ်။ဦးဇင်းတို့နယ်တွေဘက်မှာဦးဇင်းတို့မွေးရက်မြေတွေဘက်မှာပျက်စီးဆုံးရှုံးမှုတွေများစွာဖြစ်ပေါ်နေတယ်။ဒါကြောင့်လည်းမေးရင်ပျက်စီးခြင်းတန်လို့ဆိုတာတဲ့ပျက်စီးခြင်းခံရလို့ပျက်စီးသွားတဲ့အရာတွေအများကြီးဒါကိုသင်္ကန်းစာယူပြီးတော့နှလုံးသွင်းစီစဉ်နိုင်ရမယ်။ဒီနေရာဒီလည်းပဲနိုင်ငံရေးပယောဂကြောင့်တိုက်ခိုက်မှုတွေဖြစ်ပေါ်ရာကနေပြီးတော့မှမိရှုဖြစ်စည်းခြင်းခံရတဲ့နေရာဒီနေရာနာလန္ဒာတက္ကသိုလ်ကြီးဒီထဲမှာပဲရဟန်းတော်တွေပိတ်ပြီးတော့မိရှုခံရတာရဟန်းတော်တွေအတပြေးသွားရတာရှိတယ်ဆိုတာမျိုးကိုနှလုံးသွင်းရမယ်ဦးဇင်းတို့ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာလည်းပဲနိုင်ငံရေးပယောဂကြောင့်ရဟန်းတန်ဃာတွေအတပြေးသွားရတာဒီအခုလက်ရှိအနေထားရောပြီးခဲ့တဲ့အနှစ်တွေအခြေအနေတွေမှာရောများစွာဖြစ်ပေါ်ခဲ့တယ်ဆိုတာနှလုံးသွင်းစေခြင်းရင်းဖြင့်ယခုမှသာလျှင်ရဟန်းတော်တွေအသက်ပေးရတာမဟုတ်ဘူးရှေးရခင်လုံးကလည်းပဲဒီနာလန္ဒာတက္ကသိုလ်ကြီးပြည့်စည်လုံးကလည်းပဲရဟန်းတော်တွေဒီအသက်ပေးခြင်းဖြင့်သာသနာတော်ကိုကာဝယ်ဆောင်ရှောက်သွားကြတာပဲဆိုတာမျိုးကိုတတိတံဝိကတရားပွားများကြရင်းနဲ့ဦးဇင်းတို့ဒီအတွင်းထဲမှာရှိတဲ့နာလန္ဒာတက္ကသိုလ်အတွင်းမှာရှိတဲ့ရှင်သာရိပုတ္တရာဇီးဟောင်းနေရာကိုအာယုံပြုပြီးတော့နမောတတသုံးကြိမ်နဲ့ရှိခိုးကြရအောင်နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘ
ဘဂဝတော